ဒီရင်ဆိုရင်ခန္ဓာသူရှက်လို့နေချိန်မှာဘာကြောင့်မှမသိပါငါတော့ချမိတ်နေပြီကွာတကယ်ချင်မို့ပွင့်ဟာပြောမယ်ငါမှလည်းတယောက်တွေ့ထားတယ်သူလေးကိုရင်ကောင်းနေအလူပွဲမှာစုံနေရင်နဲ့ရလာတယ်သူကတော့ကိုနောက်ကံကွယ်ရင်ထဲမှာဆွဲလန်းနေပါတယ်ငါချစ်တဲ့မိန်းကလေးကသူပါပဲငါပြောတဲ့မိန်းကလေးလဲသူလေးပဲဒီလိုဆိုဘယ်လိုလုပ်ကြမလဲမင်းလေးချစ်တယ်ငါလည်းချစ်တယ်ဒီကောင်မလေးတယောက်တည်းဒါဆိုဘယ်လိုလုပ်ကြမလဲအချစ်လေးစမမတရားရာမရှိဘူးလို့မပြောပါနဲ့ကွာမင်းနဲ့ငါတငယ်ချင်းမှာကြိုးစားပါကွာကောင်းမလေးချစ်သူဟာတယောက်ယောက်တော့ဖြစ်မှာပါကြံနေသူနောက်ဆိုလို့သာနားလည်စွာခွင့်လို့ပေးကြည့်ကွာတွေ့ခဲ့တာဒီရင်ဆိုရင်ခန္ဓာသူရှက်လို့နေချိန်မှာဘာကြောင့်မှမသိပါငါတော့ချမိတ်နေပြီကွာတကယ်ချင်မို့ပွင့်ဟာပြောမယ်ငါမှလည်းတယောက်တွေ့ထားတယ်သူလေးကိုရင်ခုန်နေအလူပွဲမှာအဆုံနေရင်နဲ့ရလာတယ်သူကတော့ကိုနောက်ကံကွယ်ရင်ထဲမှာဆွဲလန်းနေပါတယ်ငါချစ်တဲ့မိန်းကလေးကသူပါပဲငါပြောတဲ့မိန်းကလေးနဲ့သူလေးပဲဒီလိုဆိုဘယ်လိုလုပ်ကြမလဲမင်းလေးချစ်တယ်ငါလည်းချစ်တယ်ဒီကောင်မလေးတယောက်တည်းဒါဆိုဘယ်လိုလုပ်ကြမလဲမတရားတာမရှိဘူးလို့မပြောပါနဲ့ကွာမင်းနဲ့ငါတကယ်ချင်မှကြိုးစားပါကွာကောင်းမလေးချစ်သူဟာတယောက်ယောက်တော့ဖြစ်မှာပါဇနီးသူနောက်ဆုံးလို့ကနားလေသွားခွင့်လို့ပြီးကြီးကွာ